Hello people, this is Crystal. ဆိုတော့ပထမပိုင်းဗီဒီယိုကတော့အလုပ်ရှာတဲ့အကြောင်းမှာ Crystal ဒီရောမှာအလုပ်ရခဲ့တဲ့ experience တွေပါညာတာတကတွေပြောပြသွားပြီးဒုတိယအလုပ်ဖြစ်တဲ့ zero အကြောင်းကို zero မှာအလုပ်ဘယ်လိုရခဲ့လဲအလုပ် interview ဘယ်လိုသွားခဲ့လဲဘာ tips and tricks တွေရှိလဲဆိုတာကို Crystal ဒီဒုတိယပိုင်းဗီဒီယိုမှာဆက်ပြောသွားမယ်ပေးချင်တဲ့ message တွေကလည်းပထမဟာနဲ့ပတ်သက်ပြီးတော့ relate လုပ်ပြီးတော့ရှိသေးတဲ့အတွက်ကြောင့်မို့လို့ဒုတိယပိုင်းဆက်လေးကိုဆက်ပြီးတော့ပြောကြမယ်zero မှာအလုပ်လျှောက်တော့ Crystal လျှောက်ခဲ့တဲ့ position ကတော်တော်3ခုလျှောက်ခဲ့တယ်တစ်ခုကfinance နဲ့ relate ဖြစ်တယ်နောက်တစ်ခုက accounting နဲ့ relate ဖြစ်တယ်နောက်ဆုံးတစ်ခုက HR နဲ့ relate ဖြစ်တယ်ဆိုတော့ဒီ position 3ခုကို zero website မှာအလုပ်လျှောက်ခဲ့တယ်လျှောက်ပြီးတဲ့အခါမှာ Crystal ရှိကို assessment နှစ်ခုရတယ်တစ်ခုက finance နဲ့တစ်ခုကကျတော့ accounting နဲ့ဒီ online assessment ကို Crystal ဖြေခဲ့ရတယ်ဆိုတော့ဒီ online assessment ဖြေတဲ့အခါမှာသူတို့က website link ပို့တယ်ဒီ website ထဲမှာ technical မေးခွန်းတွေ finance နဲ့သက်ဆိုင်တဲ့မေးခွန်းကတစ်ပိုင်းဒါ finance assessment ပေါ့နော်ဒီ finance နဲ့သက်ဆိုင်တဲ့ position အတွက်ကို assessment link ထဲမှာဆိုရင် finance နဲ့ပတ်သက်တဲ့မေးခွန်းတွေပေါ့နော်ဒါတွေရှိတယ်ဒီမှာ Crystal ဒီ assessment အကြောင်းလေးကိုလည်း Crystal experience ကနေပြီးတော့ပြပြကြလေးရှိတယ်ဆိုတော့ဒီ assessment စလုပ်တဲ့အခါမှာသူက limited time ဒီ section တစ်ခုကိုဘယ်နှမိနစ်အတွင်းမှာဖြေရမယ်ဆိုပြီးတော့ရှိတယ်သူတို့သတ်မှတ်ထားတဲ့မေးခွန်းအချိန်တွင်းမှာပဲဒီမေးခွန်းကိုပြီးအောင်ဖြေရတယ်ဆိုတော့ section က3ခုရှိတယ်တစ်ခုကကြတော့မေးခွန်းတွေပေါ့နော်အမှားမှန် tree ရွေးရတဲ့ဟာတွေဒုတိယတစ်ခုကကြတော့တွက်ရတဲ့ဟာတွေကို typing လုပ်ပြီးတော့ပြန်ဖြေရတဲ့ဟာတွေနောက်ဆုံးတတိယပိုင်းကကြတော့one sided video call သူတို့ကမေးခွန်းပေးထားတယ်ကိုယ့်ဘက်ကနေပြီးတော့ဒီမေးခွန်းကိုပါဇက်နဲ့ပြောပြပြီးတော့မှ video recording လုပ်ရတဲ့ဟာပေါ့နော်ဆိုတော့ဒီနေရာမှာဒီ website အကြောင်းလေးကိုပြောပြမယ် zero က assessment website လေးကို tips အနေနဲ့ပြောပြမယ်အဲ့ဒါပါလဲဆိုတော့ဒီ website တွေက copy paste ကို disable လုပ်ထားတယ် copy လုပ်ပြီးတော့တခြား tab မှာ ChatGPT နဲ့တွားပြီးတော့ဖြည့်လို့မရဘူးဘယ်လိုသိလဲဆိုရင် I've tried that okay so you don't have to so အကယ်၍ကိုကစူးစမ်းထုတ်မှုအားနည်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်မပြင်ဆင်မဲနဲ့ဒီမေးခွန်းတွေကို ChatGPT ကိုအားကိုးပြီးတော့ပဲဖြည့်မယ်ဆိုရင်မရပါဘူးပြင်ဆင်တာပါ assessment မလုပ်ခင်မှာကိုနဲ့သက်ဆိုင်တဲ့လေ့လာရမယ့်အရာတွေကိုကျောင်းစာတွေပဲဖြစ်ဖြစ်ကျောင်းတော့သင်ငယ်တဲ့ course တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုဖတ်ရမယ့်ဒီ position နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အရာတွေကိုလေ့လာထားပါ if and only if အခုညီလိုတယ်ဆိုလို့ရှိရင်ဘယ်လိုအခုညီလုပ်ရမလဲဆိုတော့ typing မြန်တဲ့သူဒါမှမဟုတ်ရင်ကိုဘေးမှာတစုံတစ်ယောက်ကိုဖုန်းနဲ့ဒါမှမဟုတ် laptop နဲ့မြန် type ပြီးတော့အဖြေရှာလို့ရနိုင်မယ်သူကိုကိုညီတောင်းမှာကိုရဲ့ဖြေနေတဲ့ laptop ထဲမှာပဲ window နှစ်ခု switch လုပ်လို့မရပါဘူးချက်ချင်းအဲ့ဒီ assessment ကြီးပြီးသွားပါလိမ့်မယ်မေးခွန်းတော့မဖြေလိုက်ရခင်အဲ့ assessment ကြီးပျောက်သွားပါလိမ့်မယ် do not try that ဆိုတော့ဒါလေးကိုအကြံပေးချင်ပါတယ် and yeah Crystal ဒီ assessment ကိုတော့ကိုဘာသာကိုဖြေခဲ့တယ်အဲ့ဒီကနေမှတဆင့်နောက်video one sided video recording အတွက်လည်းပြောချင်တာက तू က video recording မစခင်မှာအချိန်10မိနစ်ပေးတယ်အဲ့ဒီအချိန်10မိနစ်အတွင်းမှာ Crystal ပေါ်ပင်နဲ့စာရွက်နဲ့ပြီးမှချထားတယ်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ကိုကဘယ် points တွေကိုပြောချင်လဲဆိုတာကိုအတူကောက်ချရေးထားတယ်ကိုပြောနေနေမှာဒီ points တွေကိုမိသွားမှာဆိုလို့ကြံသွားမှာဆိုလို့ဒါလေးတွေကို refer လုပ်ပြီးတော့ပြောတယ်ဒါပေမဲ့Crystal အလုပ်လုပ်တဲ့အချိန်မှာ Crystal ရဲ့အဲ့ manager ပေါ့နော်သူပြောပြတဲ့အရာလေးကဘာလဲဆိုတော့ video ကိုကြည့်နေတဲ့သူကကို hire လုပ်မယ် hiring manager ဖြစ်တယ်သူတို့တွေကလည်းငယ်ရာကကြီးလာတဲ့သူဖြစ်တယ်ဆိုတော့ဒီ video ကိုကြည့်လိုက်တာနဲ့မျက်လုံးကစာဖတ်ပြီးတော့ပြောနေတဲ့သူလားတကယ်လက်တန်းပြောနိုင်တဲ့သူလားဆိုတာကိုသူတို့ကဝေဖန်ပိုင်းခြားနိုင်ပါတယ်အဲ့တော့ script ကိုကြည့်ပြီးတော့ပြောတာတက်စားလို့ရှိရင်မျက်လုံးနဲ့တေးချစဉ်းစားပြီးတော့မှကိုယ့်အကြောင်းကိုပြောတတ်အောင်လည်းလေ့ကျင့်ထားပါ Crystal အခုဒီလိုမျိုးစကားပြောတာနဲ့ဖုန်းကိုတို့ကြည့်ပြီးတော့စာဖတ်တာနဲ့မျက်လုံးက very different သူတို့ကလည်းကိုဗီဒီယိုကနေပြီးတော့ကြားရှုပ်တဲ့ခါမှာဒါတွေကိုသိတယ် bullshit လုပ်လို့မရဘူးသွားပြီးတော့script ဖတ်ပြီးတော့မှ screen ကိုကြည့် script ဖတ်ပြီးတော့မှ video recording လုပ်လို့မရဘူးဆိုတော့ဒီ tips တွေကိုလည်း
zero ရဲ့ hiring process က tips အနေနဲ့ my people တို့ကို sharing လုပ်ပေးပါတယ်ဆိုတော့ zero မှာ Chris interview ကြတော့က in person interview သွားတဲ့အချိန်မှာလည်း Chris ရဲ့အရင်တုန်းကဘယ်မှာလုပ်ခဲ့တဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ Chris ခီးစီတွင်းကြတေချာရှင်းပြတယ်ပြီးလို့ရှိရင် what I can bring to the table ဒီအလုပ်ကိုလာတဲ့အခါမှာကိုမရှိပြီးသား skill set တွေကိုယူလာနိုင်လဲတေချာပြောပြတယ် and yeah အဲ့ဒီကနေမှတစင်း Chris ကိုသူတို့ကမေးတယ် finance နဲ့ပတ်သက်တဲ့ position ကိုယူမလား accounting နဲ့ပတ်သက်တဲ့ position ကိုယူမလားဆိုတော့ Chris ဒီ zero accounting company မှာပဲ finance နဲ့ပတ်သက်တဲ့ position ကိုယူခဲ့တယ်ဆိုတော့ဒါတွေကတော့ကောင်းတဲ့ချက်တွေပေါ့နော်ဒီထဲမှာ Chris regret ဖြစ်စရာတစ်ချက်ကိုလည်း my people တို့ကို share တင်နေတင်လို့ပြောပြပေးခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့အဲ့ဒီအချိန်မှာ Chris zero ကအလုပ် offer ရတဲ့အချိန်မှာ Chris ကမန်တိုင်းဝင်ခံရရင်very desperate for office job အရန်လိုချင်နေတယ်ကိုလည်းတင်ယူလေးလားမှတ်သားဖို့တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီတရားမှာမပြောတဲ့စကားကို Chris ပြောခဲ့တယ်အဲ့ဒါက salary negotiation မှာ Chris လုံးဝမပြောတဲ့စကားအဲ့ဒါကိုပြောလိုက်မိတယ်ဘယ်လောက်ပြီးလောက်ပါမယ်ဆိုတဲ့စကားကိုပြောခဲ့တယ်အဲ့တုန်းကတော့အရန်လိုချင်နေတာကို in person interview သွားတဲ့အချိန်မှာ zero office ကြီးရတယ်ကိုလည်းမမြင်ဘူးမတွေ့ဘူးတဲ့ office ကြီးကွာသူ့ရဲ့ kitchen ဆိုလို့ရှိရင်ပဲChris ရဲ့အိမ် apartment တစ်ခုစားလောက်ရှိတယ်ဆိုတော့ level တစ်ခုမှာkitchen နှစ်ခုရှိတယ်ပြီးရင်ဒီသူတို့ရဲ့ coffee set မှာဆိုရှင် barista တောင်ထားပေးထားတယ်ဆိုတော့အရန်ကောင်းတဲ့ office ကြီးဒီ environment ကြီးမှာငါအလုပ်လုပ်ချင်လိုက်တာဆိုပြီးတော့ Chris ဒီ salary negotiation မှာအဲ့ဒါပြောမိရပေါ့ဆိုတော့အလုပ်လုပ်နေမှာကိုနဲ့အတူတူ join တဲ့6ယောက်မှာကိုကလာစားအနည်းဆုံးဖြစ်မှန်သိပြီးတော့နေတယ်ဆိုတာလေတခြားအကြောင်းတွေလည်းရှိရပါလေဒါပေမဲ့annual salary 1000လောက်နည်းနေတယ်ဆိုတော့ရင်ခံရတာပေါ့ဆိုတော့ but yeah I love zero ဆိုတော့အကယ်၍ကိုက skill set တွေလည်းရှိမယ်အလုပ်ကိုလည်းကြိုက်တယ်ဆိုလို့ရှိရင်တော့အဲ့လောက်ထိ Chris လိုမျိုးမပြောဘူးပေါ့နော် Chris ဒါလေးကို my people တွေအတွက်အကြံပေးချင်ပါတယ်အကုမ္ပဏီဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်း Chris ပြဘူးလားမသိဘူးဒီ Chris နဲ့ join တဲ့ batch မှာ zero ကိုအတူတူ join တဲ့ batch မှာပေါ့နော်6ယောက် join နေ6ယောက်မှာကျန်တဲ့9ယောက်က New Zealand master ပြီးထားတဲ့သူတွေဖြစ်တယ် Chris က bachelor ပဲပြီးထားတာပြီးတော့ partner work visa ပေါ့နော် open work visa ကင်ထားတဲ့သူဖြစ်တယ်ပြီးတော့ Chris မှာက level related work experience က accounting နဲ့ပတ်သက်ပြီးတော့မရှိထားဘူးပေါ့နော်ဒါတွေလည်းသူတို့စဉ်းစားမှာပေါ့စဉ်းစားပြီးတော့မှ salary negotiation မှာလည်းကိုကမတောင်းခဲ့ဘူးအဲ့ဒါကြောင့်မလို့အဲ့လိုလေးတော့ရှိတယ်ပေါ့ Chris က my people တွေKB ကိုအလုပ်အရန်လိုချင်နေရဆိုရင်တော့မှ salary ကိုအရန်မချလိုက်ဘူးပေါ့နော်ကိုရဲ့ live lesson ကနေပြီးတော့ sharing လေးလုပ်ပေးချင်ပါတယ်အလုပ်ရဖို့အတွက်ဆိုလို့ရှိရင်ညံနဲ့ညံရောင်စုံအကုန်300မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Chris ဒီ zero မှာအလုပ်လုပ်နေစဉ်မထွက်ခင်အချိန်မှာပေါ့နော် Chris ရဲ့ page ကနေပြီးတော့ခင်ခဲ့တဲ့တကယ်ချင်းတယောက်ရှိတယ်သူ့အကြောင်းလေးကိုလည်းဒီညမှာထည့်ပြီးတော့ပြောပြချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကနေပြီးတော့ my people တို့တွေအတွက်သင်ကြားရှိရလေးယူလို့ရတဲ့ tips တွေယူစေချင်လို့ပေါ့နော်ဆိုတော့ဒီတကယ်ချင်းက Chris ကို page ကနေပြီး reach out လုပ်လာတယ် Chris သူနဲ့အပြင်မှာသွားတွေ့တယ်လူချင်းတွေ့တိပြီးတော့မှ Chris she's genuine နော် genuine ဖြစ်တယ်ဆိုတော့ကိုနဲ့လည်းတိသွားပြီဆိုတဲ့အတွက်ကြောင့် Chris internet referral လုပ်ပေးခဲ့တယ်ဆိုတော့ဒီကနေပြီးတော့သူassessment ရတယ် assessment ရတဲ့အခါမှာသူက Chris ကိုမပြော assessment ရချင်းပဲအခုဖြေညတွင်းချင်းဖြေလိုက်တယ်ဆိုတော့ဒီမှာနေဇလန်းဆုံးသွားတယ် assessment ပြီးသွားတယ် phone call လည်းမလာဘူးin person interview လည်းထပ်မရဘူးဆိုတော့ Chris သူ့ကိုဘာအကြံဉာဏ်ပေးလိုက်လဲဆိုတော့သူကဒီကနေပြီးတော့ assessment link ရလာတယ်ဆိုတဲ့ဟိုကသူ့ရဲ့ resume က AI bot ကို pass ဖြစ်သွားလို့ဆိုတော့ Chris သူ့ကိုအကြံပေးရဲဟဲ့ဒါဆိုလို့ရှိရင်တော့ဒီလိုမျိုးဒီ resume နဲ့ပဲနောက်ထပ် email create လုပ်ပြီးတော့ဒီ position ကိုထပ်လျှောက်ကြည့်ပါလားဆိုပြီးတော့ Chris အကြံပေးခဲ့တယ် well it works သူနောက်ထပ် assessment ကိုထပ်ရခဲ့တယ်ဒီ assessment ကိုပထမတစ်ခါလဲသူဖြေပြီးသွားပြီဘယ်လိုပုံစံမျိုးလာမယ်ဆိုတာလဲသူသိပြီးသွားပြီဒီခါကျတော့သူသေချာ well prepared လုပ်ပြီးတော့မှဒီ assessment ကိုဖြေခဲ့တယ် and then သူ in person interview invite ထည့်ရခဲ့တယ်ဆိုတော့ my people တို့ကိုလည်း Chris အကြံပေးချင်တာကအကယ်၍ကိုက
company တစ်ခုကနေပြီးတော့ online assessment ရထားပြီးသွားပြီဒါပေမဲ့နောက်ထပ်တစ်ဆင့်ကိုထပ်မတက်ဘူးဆိုရင်အဲ့မှာရက်ဆောင်မနေပါနဲ့စိတ်ဓာတ်လည်းမကြပါနဲ့ကိုယ့်ရဲ့ resume က AI bot ကို pass ဖြစ်သွားပြီဆိုလို့ရှိရင် practice လုပ်ပြီးတော့နောက်ထပ် email create လုပ်ပြီးတော့အဲ့ဒီ position ကိုပဲထပ်လျှောက်ဖို့အတွက် Crystal tips လေးပေးချင်ပါတယ်ဆိုတော့ zero ကို company ကိုလည်းကြိုက်တယ် work environment ကိုလည်းကြိုက်တယ်အကုန်လုံးကိုကြိုက်နေတာနဲ့ဘာလို့ဒီအလုပ်ကနေထွက်ခဲ့ရလဲဆိုတာကိုပြပြပေးမယ်ဆိုတော့ Crystal တို့ December မှာ visa ပြောင်းတယ်ပေါ့နော်ပထမရထားတဲ့ visa တစ်နှစ်တက်ကုန်တဲ့အချိန်မှာ my husband က post study work visa ပြောင်းနေ Crystal ကလည်းနောက်ထပ် visa တက်3နှစ်ထပ်တိုးတယ်ပေါ့ and resident pathway မှာကြတော့ Crystal အမျိုးသားက main applicant ဖြစ်သွားတယ်သူကကြောင်းတက်ထားတဲ့သူဆိုတဲ့အတွက်ကြောင့်မလို့သူအလုပ်ရှာတဲ့အခါမှာသူအလုပ်က Christchurch မှာရတယ်ဆိုတော့ Crystal ကို Christchurch ကိုပြောင်းမှုအတွက်ဖြစ်လာတယ် Crystal ရဲ့ zero ကအလုပ်က Christchurch မှာ office မရှိဘူး Crystal remote တောင်းပေမဲ့အဲ့ဒီ position က remote position မဟုတ်နေဘူးဆိုတော့ company က manager ကလည်းအရန်ကိုမှသဘောထားပြေဝပြီးတော့ Crystal ရဲ့ situation ကိုနားလည်ပြီးတော့မှသူကတခြား remote position ကိုrefer လုပ်ပေးတယ် internet transfer လုပ်ပေးဖို့အတွက်တောင်းမှပဲသူဘက်ကလိုက်ပြီးတော့ဖြည့်ဆည်းပေးခဲ့တယ်ဒါပေမဲ့အဲ့ချိန်မှာပဲ Crystal ကို Crystal အမျိုးသားကဘန်မှာအလုပ်လျှောက်ပေးရင်းနဲ့ Crystal ဘန်မှာ interview ရတယ်အလုပ် offer ရလာတယ်သူတို့ background check တွေလုပ်တဲ့အခါမှာလဲ zero က manager ကိုဖုန်းခေါ်ပြီးတော့ email ပို့ပြီးတော့ဖုန်းတောင်တကောမဟုတ်ဘူးနှစ်ခေါက်ခေါ်ပြီးတော့မှမေးတယ် Crystal ကိုဘယ်လိုမြင်လဲပြီးတော့Crystal ရဲ့ဒီအလုပ်အခြေအနေတွေပေါ့နော် background check ကိုတေချာလုပ်တယ် reference ကိုလည်းတေချာလုပ်တယ်အဲ့ဒီအချိန်မှာလဲကိုကဒီ manager ကိုပုံမှန်လေးနဲ့ပြောထားတယ်ငါတော့ Christchurch ကိုပြောင်းဖို့အတွက်အကြောင်းပေါ်လာပြီးငါအလုပ်ကိုပြောင်းရလိမ့်မယ်ထင်တယ်အကယ်၍ငါဒီဘန်မှာ interview သွားထားတယ်သူတို့ reference ခေါ်ခဲ့လို့ရှိရင်ငါကိုကောင်းကောင်းလေးဖြည့်ပေးပါအောင်နော်ပြောထားတယ်ဆိုတော့အဲ့ဒီတုန်းက zero manager လည်းအရန်ကိုမှသဘောထားဘယ်လောက်ပြေဝလဲဆိုရင်သူပြောခဲ့တဲ့ဇာတ်ကားလေးကိုဒီ Crystal ရတဲ့ဘန်နေပြီးတော့ပြန်သိရတာပေါ့နော် hiring process ကနေပြီးတော့ feedback မှာပြင်ကြည့်ရတာက my loss is your gain နဲ့ဆိုပြီးတော့မှတခြား company ကိုဖြည့်ပေးတဲ့ manager ဆိုတော့ zero မှာအလုပ်လုပ်တော့လည်းကိုယ့်ဘက်ကအများကြီးကြိုးစားခဲ့တယ်ပေါ့ဆိုတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက် reference ကောင်းကောင်းရခဲ့တယ်ဒါပေမဲ့လည်းအချိန်ကြီးအကြောင်းကြောင့်ကိုထွက်ဖို့အတွက်ဖြစ်လာခဲ့တယ်ပေါ့နော်ဆိုတော့ကိုလုံနေရဲ့လုံမှာလည်းထက်လူကြီးနဲ့ကိုယ့်ရဲ့ colleague တွေနဲ့ပေါင်းသင်းဆက်ဆံရေးဝင်ဆန့်အောင်အဆင်ပြေအောင်နေဖို့အတွက်ကလည်းအရေးကြီးတယ်ဆိုတာကိုပြီးပြတို့ကိုပြောချင်ပါတယ် my people တို့ကခဏအပိုင်းလေးနဲ့ဖြတ်ပြီးတော့မှနားထောင်ရတာ Crystal ကစတိုက်ထိုင်ပြောနေရဆိုတော့ I need to take a break ပြီးတဲ့အခါမှာနောက်ပိုင်းမှာတော့ Crystal ဒီဘန်မှာအလုပ်ရှာတဲ့ process နောက်ပြီးတော့ interview သွားတဲ့ process အဲ့ဒီအကြောင်းကို Crystal အရန်လုပ်ချင်နေတဲ့ဘန်အလုပ်ကိုဘယ်လိုရခဲ့လဲပြီးတော့ဒီ process ဒီမှာဘာတွေဖြတ်ကျော်ခဲ့ရလဲပြီးတော့အရှိကအလုပ်တွေနဲ့မတူတဲ့ tips တွေညံနဲ့ဘာတွေထပ်သုံးခဲ့ရလဲဆိုတာကိုလည်း Crystal ထပ်ပြီးတော့ share သွားပေးမယ် so stay tuned and yeah don't forget to react comment and share thank you for watching my video and I'll see you all in the next one ta-da